စိုးရင်ကြတော့မရှိပါဘူးနားနားနေနေအနားယူနိုင်ကောင်းသွားမှာပါလောလောဆယ်စိတ်မလို့ရှောင်းလူနာကိုစကားမပြောပါစေနဲ့ကျေးဇူးတင်ပါတယ်ကိုကျော်တရားရလားဗျကိုကျော်မသိကောင်းမပြောင်းဘူးလားခင်ဗျားတို့စိတ်ကူလိုက်ရတာကိုကျော်ကောင်းလေလောလောတဲ့စကားလည်းပြောလို့မရသေးဘူးအဲ့မပူပါနဲ့အချိန်ပေးပြီးကုလိုက်လို့ရှိရင်အကုန်လုံးကောင်းသွားမှာပျောက်သွားလို့ရှောင်းရတယ်ပြောသွားပြီးပါပြီနော်စိတ်ထဲမှာဘာမှတွေးမနေပါနဲ့ကိုကျော်ကောင်းရခင်ဗျားပြဿနာအားလုံးလည်းကျွန်တော်ဖြေရှင်းပေးမယ်လုပ်ငန်းတွေအားလုံးပြန်လဲပတ်လို့ရအောင်ကျွန်တော်ကူညီပေးနေတာဘာတွေးမလဲနော်လောလောဆယ်လေကျမ်းမာရေးကောင်းဖို့ပဲအဓိကထားနော်ခေါင်းထဲမှာဘာမှမထားနဲ့ကျွန်တော်တို့အားလုံးရှိနေတာပဲဗျာနော်ကိုကျော်နှင်းဝီရှိပါတယ်ဆရာဝန်ကြီးကောင်လို့အောက်ခဏဆင်းသွားပါတယ်ကျွန်တော်လည်းအန်ကဲကိုစိတ်နှောက်ယှက်ဖြစ်အောင်ပြောမှဆိုမှအပြစ်တွေလုပ်ခဲ့တာရှိရင်ကျွန်တော်လည်းခွင့်လွှတ်ပေးပါမယ်ကျွန်တော်ရဲ့ကိုကျိုးစီဘွားအတွက်ဘသူတည်တည်ငတိမောင်ရင်ပြီးရောဆိုပြီးခမရပေါ်မှာရောမိသက်တပ်ဖွဲ့ဝင်တွေပေါ်မှာရောတစ်ဖက်သက်အမြင်နဲ့ဆော်ကားခဲ့မိတယ်မနာလိုစိတ်တွေတစ်ဖက်သက်မုန်းတီးပြီးအတ္တမီတွေမောဟမီတွေလောင်မြစ်ခံခဲ့ရတယ်ကျွန်တော်ခမရတို့ကိုတောင်းပါမယ်စကလုံးနဲ့ကျွန်တော်မှအင်အားမရှိတော့ပါဘူးဗျာကျွန်တော်ခွင့်လုပ်ပေးပါဗျာကျွန်တော်တောင်းပန်ပါတယ်